တော်သေးတယ်တငယ်ချင်းတွေကြားမှာရုပ်ချောပြီးဘဲကြည်နေလို့နေမကောင်းဘူးအဖွာအရန်ရိုးကျင်နေတဲ့ရောစာနောက်ဆုံးအဆင့်စမက်ကလုတ်ပေးတာတော့ဟုတ်ပါပြီကင်မရာကောင်းတာလေးနဲ့ရှိုက်ပေးပါလားလူစင်စစ်ကနေနာနာဘဝတန်းရောက်သွားတယ်လို့ပဲကဲမားယူလာသလားတောင်ထင်မိတယ်ဘဝမှာစင်ကက်ဖြစ်ပြီးသွားရင်စိတ်အပြက်ဆုံးကဒိတ်အတိုင်းဘဝဇက်ခုံအဖုံဖုံအဆအဆုံးစကားပတ်ကုံပြောပြရမှာကိုပဲကျွန်တော်ခမားအပေါ်ချစ်တဲ့အချစ်တွေကအရက်ပလင်းအဖုံးက thank you လို့ပဲဘာနဲ့မှလဲမရဘူးလောက်ခဲ့တဲ့အမားတွေကအများလုံးတော့ဘနေရာကနေစပြီးနောင်တရမှန်းတော့မသိတော့ဘူးကို့အမားကိုဝန်ခံပြီးပြန်ချော့တဲ့မိန်းမတမိုင်းမှမရှိဘူးဘဝသင်ခန်းစာများကတော့ပြောမနေနဲ့တော့ဘဝသာကုန်သွားမယ်သင်ခန်းစာတွေကယူလို့မပြီးတော့ဘူးထားခြင်းလဲထားသွားလိုက်မေ့ခြင်းလဲမေ့သွားလိုက်ငါကတော့ဒီနေ့ကစပြီးနောက်လာမှရေပြန်ချိုးတော့မယ်ကိုချစ်တဲ့သူကရှုံးနေရတာပဲလို့ပြောကြတယ်အရှုံးတွေနဲ့နေသားကြနေတဲ့ကိုကတော့ပြုံးပြခဲ့ပါတယ်တခါတလေကြရင်အကောင့်ထဲကလူတွေဘဝတုဒ္ဒရအောင်ကျိုးနိုင်ငံသားသွားတော့အတွေ့အကြုံတွေပြောပြနေတာတခါမှမရောက်ဘူးတော့ဘကားစပြောရမှန်းမသိဘူးတိတ်ပြောလိုက်တာရင်တောင်တုံနေပြန်စားသူလေးကညင်းတယ်တဲ့နောက်တစ်ခေါက်ပြန်ဆုံခြင်းမဆုံမှာမလို့ like နဲ့ follow လုပ်သွားကြအောင်နော်ဆွေပြမျိုးပြအဆင့်ကိုမရောက်လိုက်ဘူးသူပြကိုပြအဆင့်နဲ့ပဲပြက်ကုန်တာလမ်းချင်းတူရင်တော့လူချင်းတွေ့ကြအောင်ပါဗောကျွန်တော်ကအခုအရက်ဆိုင်သွားတဲ့လမ်းမှာဘလောက်ပဲချောလှငါရီးစားမဖြစ်ရင်အလကားပဲလက်ပြအတန့်နေတော့ကိုဆောင်းပြောရင်တော့တမားကိုပြောတာလို့ပဲထင်မိတယ်ကိုဝန်နေအောင်လုပ်နိုင်တာဆိုလို့ EBC ပဲရှိတယ်ပြက်သွားလိုက်ပြန်လာလိုက်နဲ့ချစ်လို့ယူပြီးကမှကွာရှင်းပြက်ဆဲကြမယ်ဆိုတေချာစဉ်းစားပါတကယ်တမ်းနှစ်နာသူတွေကလက်ဖွဲ့တဲ့သူတွေပါဘရောမှအောက်ကြမခံပါနဲ့တေချာမိမိရကင်ပြီးစားပါ